ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါ Man City Football မြန်မာ page နဲ့ PN channel နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးချင်တာကတော့ Monaco နဲ့ Man City ရဲ့ Champions League ပွဲစဉ်နေ့ပွဲကြို30ချက်လေးပဲဖြစ်ပါတယ်အစီအစဉ်လေးကိုစလိုက်အောင်ကျွန်တော်တို့ Monaco နဲ့ Man City အသင်းဟာအခုလာမယ့်ကြာသပတေးနေ့မနက်မလေးစံတော်ချိန်3နာရီကျွန်တော်တို့မြန်မာစံတော်ချိန်ခွဲမှာကန်မဲ့တနင်္ဂနွေခွဲမှာကန်မဲ့ Champions League ပွဲစဉ်နေ့ပွဲကြို30ချက်လေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ Monaco နဲ့ Man City အသင်းဟာပြောမယ်ဆိုရင်2019ခုနှစ်တုန်းကအချိန်တွေ့ဆုံခဲ့ပူတယ်အဲ့တော့ရှုပ်ထွက်အစ်စ်မှာတွေ့တဲ့အချိန်မှာ Monaco ရဲ့အိမ်ကွင်းမှာ City က 3-1 နဲ့ရှုံးတယ် City ရဲ့အိမ်ကွင်းမှာ City က 5-3 နဲ့နိုင်တယ်ပြန်တွေ့လာတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ Monaco မှာ Mbappe ဆို chart လေးပဲရှိတယ်18နှစ်သားတယ်လောက်ပဲရှိသေးတယ် Bernardo Silva တို့ရှိတယ်နောက်ပြီး Falcao တို့ရှိတယ်နောက်ပြီးကျွန်တော် Man City ကပဲ Mendy တို့ရှိတယ်အဲ့ဒီအချိန်တုန်းကတွေ့ခဲ့တာအဲ့တော့ Monaco က chart လေးတွေနဲ့ပြောမယ်ဆိုလို့ရှိရင်တကယ်မှခြေစွမ်းထက်နေတဲ့အချိန်ပေါ့ Man City ကစပြီးတော့ Champions League ကိုခြေလမ်းပြီးတော့ရှုံးထွက်တွေနဲ့ထွက်တာနဲ့အုပ်စုနဲ့ထွက်တာနဲ့ရှုံးထွက်မှာဆိုလို့ရှိရင်ဘာကာနဲ့တွေးလို့ထွက်သွားတာနဲ့ဟိုမှာအုပ်စုမှာဘာကာနဲ့အုပ်စုတွေကြာတာတော့အခု Newcastle ဖြစ်နေတယ်လို့ပေါ့ Newcastle ကအခုပွဲချက်တွေတွေ့ပြီးတော့စက်တိုက်တွေ့တယ်ဒီလိုပဲ Man City Champions League ကိုစပြီးတော့ခြေလမ်းစလမ်းတဲ့အချိန်မှာပွဲချက်တွေကြီးပဲတွေ့လိုက်လို့ရှိရင်ဘာကာနဲ့တွေ့လိုက်လို့ရှိရင်အခုလိုကောင်းပေးမျိုးမျိုးဆိုတဲ့အသင်းတွေအဲ့ဒီအချိန်မှာကောင်းနေတဲ့အချိန်တွေမှာ Monaco တို့ဘာလို့အဲ့အချိန်တော့အရင်ကောင်းနေတဲ့အချိန်ဂျာတီလေးတွေနဲ့တားအောင်မှာဖြက်လက်နေတဲ့အချိန်နောက်ပြီးတော့ City ကအသင်းတွေနဲ့တွေ့တာနဲ့သိရမလားအဲ့က Man City ကအဲ့မှာ Champions League မှာအများနဲ့ပြုတ်Guardiola လာပြီးတော့ Guardiola ကင်တဲ့အချိန်တော့အဲ့ Monaco နဲ့တွေ့တဲ့အချိန်ကျွန်တော် Monaco နဲ့တွေ့တဲ့အချိန်မှာအဲ့မှာအခုတို့ဘာလို့ဂိုးသွင်းတယ်ဟိုဘက်ကလည်း Mbappe တို့ဘာလို့ခြေစွမ်းပြတယ်အများသောအားဖြင့်ခြေစွမ်းပြတာ Falcao ခြေစွမ်းပြပြီးတော့ကျွန်တော်တို့ Man City ကထွက်သွားလိုက်ရတယ်အဲ့ဒီ2019ခုနှစ်မှာထွက်သွားခဲ့ရတယ်အခုလက်ရှိကျွန်တော်တို့ဂျာတာပင်းနေ့မှာကန်မယ် Monaco နဲ့ Man City ဒီမှာ Monaco ရဲ့လူစင်းကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အရင်ကကစားခဲ့တဲ့လီဗာပူးမှာကစားခဲ့တဲ့ Minamino တို့ရှိတယ်စပါက Eric Dyer တို့ရှိတယ် Man U က Pogba တို့ရှိတယ်ဟိုမှာ Brighton မှာအငားလက်ကစားမှုတဲ့ဘာကနံပါတ်10 Ansu Fati တို့ဘာလို့ရှိတယ်ပြောမယ်ဆိုရင်တော့အဲ့ဒီထဲမှာပေါ့ပါတော့နားနေတယ် Minamino Eric Dyer တို့ကတော့ပွဲထွက်လာနိုင်တယ် Ansu Fati လည်းပွဲထွက်လာနိုင်တယ် City ကိုကြည့်ရမယ်ဆိုလို့ရှိရင်ဂိုးသမားနေရာမှာ Donnarumma ပဲပါလာလိမ့်မယ်ဗတ်တန်းမှာဆိုလို့ရှိရင်တော့ဒီရဲ့ Guardiola ပဲတွဲလိမ့်မယ်ကျွန်တော်တို့ Nico O'Reilly နဲ့ Nunes ပဲ left back နဲ့ right back ကိုကစားလိမ့်မယ်နောက်ပြီးတော့ကျွန်တော်စိတ်ထင် Rodri ကနာနေတယ်ပြောတယ် Rodri ကအခုမှပြန်ပြီးလေ့ကျင့်ကပြန်လုပ်နေတဲ့အချိန်ဆိုတော့ Rodri ပါဝင်နိုင်ဖို့မရှိဘူးအဲ့မှာကျွန်တော်တို့ Nico Gonzalez ကစားလိမ့်မယ်ပြီးတော့ရင်ကျွန်တော်တို့ Kovacic ကတော့ပြန်ပြီးတော့လေ့ကျင့်စင်းနေပြီလို့ပြောတယ်အဲ့တော့ Kovacic လည်းပါလာနိုင်လိမ့်မယ်ဒါပေမဲ့မပါဘူးများတယ် Foden ကျွန်တော်တို့အခုခြေစွမ်းပိုင်းဆိုင်ရာအရာပို့ပြီးတော့ယုံကြည်မှုရရှိလာတယ် Foden ပါလာနိုင်မယ်နောက်ပြီးတော့ Rider ပြီးတော့ခြေစွမ်းပို့ပြီးတော့ကောင်းလာတဲ့ကျွန်တော်တို့ Doku Man City ရဲ့ Doku နောက်ပြီးတော့ Savinho ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ Bernardo Silva တို့နဲ့ပွဲထွက်လာနိုင်လိမ့်မယ်တိုက်စစ်ကတော့တုံးစံတိုင်းဟာလန်ပါပဲဟာလန်ပဲပွဲထွက်လာလိမ့်မယ်City ကနာနေတဲ့အထဲမှာတော့ Kusano ရှိတယ် Ryan Agnori ရှိတယ်နောက်ပြီးတော့ Rodri ရှိတယ် Ryan Chiki ရှိတယ် Omar Mamouche ရှိတယ်အဲ့ဒီထဲမှာအပေါင်းလက္ခဏာဆောင်တဲ့ကစားသမားဆိုလို့ Ryan Chiki ကလေ့ကျင့်ပြန်ဆင်းနေပြီနောက်ပြီး Ryan Agnori ကလည်းတိတ်ပြီးမသေးကြဘူး Mamouche လည်းမသေးကြဘူး Kusano လည်းမသေးကြဘူးဒီပွဲမှာတော့ပါဝင်နိုင်ဖို့ကအဲ့တယောက်မှမရှိဘူးဒါပေမဲ့ကျွန်တော်တို့ international break ပြီးသွားလို့ရှိရင်တော့ကစားသမားတွေအားလုံးပြန်လဲပါဝင်လာနိုင်မယ်လို့သတင်းတွေသိရတယ်အဲ့ဒီမှာကြည့်ရမယ်ဆိုရင်ကျွန်တော်တို့နောက်ပြီးတော့ကျွန်တော်တို့တောင်ပံမှာ Oscar Ball လို့လည်းကြံသေးတယ်နောက်ပြီးတော့ Luku Lewis လည်းရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ Mukasa ကိုလည်းခေါ်ထားတယ်ကျွန်တော် Mukasa လေးကိုသဘောကျတယ်ဗျ။ဦးရက်ကစားသွားတဲ့အချိန်မှာသူ Haaland မပါဘူးကာရာဘောင်းမှာ Mukasa ကို first number 9နေတယ်တုံးရတယ်အဲ့ဒီမှာ Mukasa ကဘာကိုလုပ်လဲဆိုတော့ကျွန်တော်တို့ Foden တွင်းသွားတဲ့အလုံးကိုသူ့ရဲ့ link up play ကတကယ်ကောင်းတယ်ဗျ။သူ Foden တွင်းသွားတဲ့အလုံးကိုပြန်ချပေးသွားတဲ့အလုံးကမိုက်တယ် link up play အရင်ကောင်းတယ်ဒီကစားသမားကကျွန်တော်အမြင်ပြောရမယ်ဆိုရင် Guardiola သူဒီ U8 ကော U21 ကောအဲ့နှစ်ခုလုံးထဲမှာသူ Mukasa လောက်သူကြိုက်တဲ့ကစားသမားမရှိသေးဘူးဆိုပြီးတော့သူအဲ့လောက်ထိကိုညှို့ထားတာဒီကစားသမားလည်းမဆိုးကောင်းတယ်လို့ပြောလို့ရတယ်ကျွန်တော်အမြင်ကိုပြောမယ်ဆိုလို့ရှိရင်တော့ Monaco ကကောင်းလားဆိုတော့အရင်ကြီးတော့မဟုတ်ဘူးဒါပေမဲ့ Monaco ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့အရင်တုန်းကလိုမျိုးကျွန်တော်တို့2019လောက်ကလိုမျိုး shot မဖြစ်တော့ဘူးဘာလို့လဲကစားသမားကောင်းတွေလည်းအများကြီးမရှိတော့ဘူးသူတို့ပြန်ဝယ်ထားတဲ့ကစားသမားတွေထဲမှာလည်းပေါ့ပါကနာနေတယ်ကျန်တဲ့ကစားသမားတွေကတော့ average player တွေပဲဆိုတော့အဲ့လောက်ထိလည်းshot မဖြစ်ဘူး Man City ကသူ့ရဲ့ movement တက်ကိုကျွန်တော်ထင်တယ်အယော့ခံမယ်လို့တော့မတင်ဘူး Man City ဒီပွဲကိုလည်းအမှတ်ယူလိမ့်မယ်လို့ကျွန်တော်မြင်မိတယ် Champions League ပွဲစဉ်တစ်ကန်တဲ့အချိန်တုန်းက Monaco က Club Brugge ကို 4-1 နဲ့ရှုံးခဲ့တယ်City ကတော့ကျွန်တော် Napoli ကို 2-0 နဲ့နိုင်ခဲ့တယ်တက်တာနဲ့ပဲနိုင်ခဲ့လို့ပြောလို့ရတယ်Napoli ကတယောက်ထွက်သွားတာနဲ့လည်းပါတာပေါ့အမေကျွန်တော်အမြင်ကိုပြောမယ်ဆိုရင်တော့ဒီပွဲက City ကိုပြတ်နိုင်မယ်လို့တော့ထင်တယ်ဂိုးတွေလည်းပိုယူထားလိမ့်မယ်အမှတ်တွေလည်းယူထားလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့နောက်ပိုင်းသူ Real တို့ဘာလို့လဲတော့တွေးဖို့ရှိတယ်ဒီနှစ်ကတော့ City ကချောင်းတယ်လို့လည်းပြောလို့ရတယ်ဗျာသိတယ်မလားအခုတွေးမယ်ရှစ်တင်းလုံးမှာ City ကချောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ City တိတ်ပြီးတော့စိုးရင်စရာမရှိဘူးနောက်ပြီးတော့ City ကကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့ပြန်လာပြီလို့ပြောလို့ရနေပြီနောက်ထပ်၄-၅ပွဲလောက်စောင့်ကြည့်လိုက်မယ် International break အထိလောက်စောင့်ကြည့်လိုက်မယ်ဆိုလို့ရှိရင် City ကပြန်လာပြီလို့ပြောလို့ရတယ်ဒါပေမဲ့
ပရီးမီးယားလိမှာ၄ပွဲနောက်ထပ်၄ပွဲကန်ပြီးသွားရင်လီဗာပူးနဲ့တွေ့ဖို့ရှိတယ်အဲ့ပွဲကလည်းစီးတီးပြန်လာမလားဆိုတဲ့အဖြေကအဲ့ပွဲမှာလည်းရှာလို့ရတယ်အဲ့တော့ကျွန်တော်စီးတီးကိုကျွန်တော်တို့နည်းနည်းလေးစောင့်ကြည့်ချင်သေးတယ်ဒါပေမဲ့ဒီပွဲကတော့ကျွန်တော်အမြင်ကတော့စီးတီးနိုင်မယ်လို့တော့မျှော်မိတယ်ဟာလန်ဘယ်နှကူတွေးမလဲဆိုတာပဲကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်ရလိမ့်မယ်လို့ထင်တယ်ဒီပွဲကတော့စီးတီးကိုပြတ်နိုင်မယ်ထင်တယ်သူအမှတ်လည်းယူထားမယ်ဂိုးတွေလည်းယူထားလိမ့်မယ်ဒါမှကျွန်တော်တို့ play off မှာထပ်ပြီးတော့အများကြီးကန်စရာမလိုတော့ဘဲနဲ့စီးတီးကပုံမှာစောင့်နေရုံပဲဆိုတဲ့ပုံစံမျိုးနဲ့သွားလိမ့်မယ်နောက်ပြီးတော့ချန်ပီယံလိနောက်ပိုင်းကျလို့ရှိရင် Real Madrid နဲ့ဘာလို့နဲ့တွေ့ဖို့လည်းရှိသေးတယ်ဆိုတော့ဒီချိန်မှာအမှတ်ယူထားတာအကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ထင်မိတယ်အဲ့တော့ခင်ဗျားတို့ဘယ်လိုမြင်လဲကွန်မန့်မှာဝင်ရောက်မှတ်ချက်ပေးခဲ့လို့ရတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel ကိုသဘောကျတယ်ဆိုရင် like subscribe လေးပြုလုပ်ခဲ့ဖို့မေတ္တာရက်ခံပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟောဒါနဲ့ကျွန်တော်နောက်ထပ်ကြိုက်တဲ့ပွဲလေးတစ်ပွဲရှိတယ်ဒီချန်ပီယံလိပွဲစဉ်နှစ်မှာကျွန်တော်တို့ PSG နဲ့ဘာကဒီပွဲကိုလည်းကျွန်တော်ပွဲချုပ်30ချက်လုပ်ပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ဆက်လက်ရှုစားပေးဖို့မေတ္တာရက်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ပြန်တွေ့ကြတာ